ဒီကနေ့ကျွန်တော်ဖတ်ပြချင်တာကတော့တကောခေါ်တဲ့ online မဂ္ဂဇင်းတွင်ဖော်ပြထားတဲ့ဆရာညီညီရေးသားထားတဲ့အမောင်ခစ်ထဲကကျွန်တော်ရွာကလေးဆိုတဲ့ဝတ္ထုလိုပဲဖြစ်ပါတယ်အမောင်ခစ်ထဲကကျွန်တော်ရွာကလေးအာနာသိန်းစာတုန်းကကျွန်တော်ကမြို့ပေါ်မှာအဲ့ဒီအချိန်ကလေးကအိမ်ကိုတစ်ခေါက်ပဲပြန်ရသေးတယ်အာနာသိန်းပြီး9နှစ်လောက်ကြာလာတော့စကိုင်းတိုင်းထဲကအမေအိမ်ရှိတဲ့ရွာကလေးကိုပြန်ကျင်စိတ်ဖြစ်လာလို့မဖြစ်မနေပြန်ဖြစ်ခဲ့ပါတယ်ရွာမှာတော့စစ်တပ်ရဲ့မတရားအုပ်ချုပ်မှုအောက်မရှိတော့ပေမဲ့တခါစစ်ကြောင်းထိုးပါတယ်ရွာကိုပြန်ရောက်တော့မောင်စားပြုတ်နေပါပြီညဘက်အလယ်မထွက်တော့ပဲအမေတို့အဖေတို့နဲ့စကားပြောပြီးညစောစောအိပ်ယာဝင်လိုက်ပါတော့တယ်အမေအိမ်ရောက်တော့ဘာမှပူပင်စရာမရှိလို့လားမသိခေါင်းပြောင်းအိပ်ရပါတယ်မနက်မိုးလင်းတော့ထုံးစံအတိုင်းထမင်းစီစန်းတဲ့အကျော်ကိုရေနှေးချမ်းနဲ့ဆွဲပြီးလူကရွာထဲကိုထွက်ဖို့ဖင်တကြွကြွဖြစ်နေပါပြီညကမိုးရွာထားတော့ရာတော့တဲ့ဘသူမှစင်းမှာမဟုတ်ကြဘူးရွာတဲ့လူစုံရှိမဲ့သဘောပါထမင်းစားပြီးလို့မိဖို့ဆောင်ဘက်တေချာကြည့်မိမှမိဖို့ဆောင်ကမိရှုခံထားရတာပဲမိကိုမိုင်းဆွဲပြီးတဝက်တစ်ပြက်လောင်ထားတာပါဘာလို့မပြုတ်ပြင်ကြလဲမသိပါဘူးကျွန်တော်စိတ်ကူးထဲမှာဘယ်အိမ်ကိုသွားမယ်ဘယ်သူစီသွားမယ်လို့စိတ်ထဲမရှိပါဘူးစိတ်ကူးပေါက်ရာအလဲခေါ်ရာအိမ်မှာပဲလဲဖို့ဆုံးဖြတ်ထားတာပါလာမောင်ထွန်းထိုင်အောင်ရင်နှွေးချမ်းတော့လက်ဖက်ဝါကွာမနှက်ပြန်မြေဘက်ကင်းအမိုက်တိုက်မလို့ထွန်သွားပြင်နေတာမိုးကကောင်းပြေးလိုက်လွှားလိုက်နေဆိုတော့ပေါင်းမင်တွေထူးနေတာထဲကြီးဝင်နိုင်အောင်ကိုမနှဲလှုပ်ယူရမယ်လို့ဘာကြီးကြော်ရင်ကနှုတ်ဆက်စကားပြောတယ်ဘာကြီးကြော်ရင်နွားတရှင်းနဲ့ခိုင်းတော်တာလားမောင်တို့ကဘဲသွားလို့လေဘဲသွားရမှာလေမင်းကြီးကလက်နက်ကင်တော်လန်ရေးလုပ်မယ်ဆိုပြီး PDF ထဲဝင်သွားတယ်အဲ့ဒါနဲ့ငါတယောက်တည်းတောင်သူလုံနေတာကောင်းပါတယ်ဗျာဘာကြီးကလုံနိုင်ကိုင်နိုင်တော့မယ်ဆိုပြီးကျွန်တော်အားပေးမိတယ်အော်မောင်ထွန်းရောက်နေတာလားဘာစားခဲ့ပြီလဲမောင်ထွန်းအကြီးပဲကြော်ထားတယ်စားတော်မလားပြင်လိုက်မယ်တော်ပြီအကြီးကျွန်တော်စားလာပါပြီအကျော်စားလာတယ်နို့ဆိုမောင်တို့ကပြန်မလာဘူးလားတခါခွင့်ရရင်ပြန်လာပါတယ်တခါလဲမလာဘူးကွာမလာခြင်းဘူးတဲ့အိမ်ကိုအပြစ်တိုင်မှမဟုတ်ရင်မပြန်ခဲ့ခြင်းဘူးတဲ့ကွာတို့များမိဘတွေကတော့ကိုသားလေးတာလားမလားမျှော်ရတာပေါ့ခက်နဲ့ဖြတ်တန်းနေတော့မကောင်းဘူးလားပါကြီးသူတို့ကြိုက်တယ်လို့ဖြတ်တန်းပါစီဒီနေ့ရောသီးနှံတွေအထွက်ကောင်းလာပါကြီးသီးနှံကတော့ကောင်းပါတယ်ဈေးတွေကလည်းကုံစင်းတော့နဲ့ဘာမှမကြိုက်ဘူးဟိုအိတ်ကမနေ့ကဝဲလာတာ3 သိန်းခွဲတယ်ကွာဘာလို့ရမှာလဲလို့ညင်းညူရင်လဲတဲ့သုံးနဲ့ပလဲဓာတ်မြေဩဇာအိတ်ကိုလက်ညှိုးထိုးပြတယ်ကျွန်တော်တောင်သူလောက်ခဲ့စဉ်ကအဲ့လိုတအိတ်ကို2000ခွဲသာရှိသေးတာအခုတော့9ဆ6ဆများနေပြီတောင်သူတွေဘဝဘယ်လိုလုပ်ရပါမလဲတုံးအောက်ကဖားတွေလိုပြားမြဲဆိုသလိုပေါ့ဘာကြီးရေကျွန်တော်သွားအောင်မယ်ဘာတွေထူးတို့အိမ်ဘက်စီကိုလို့ပြောကထရမိတယ်အေးသွားကွာအဲ့ကောင်ညကဝက်ပေါ်တယ်အမီးလေးပါလေးစားရတာပေါ့လို့ဘာကြီးကနှုတ်ဆက်ရင်ပြောတယ်ထဲသွားပြင်နေတဲ့ဘာကြီးကြောပြင်ကိုကြည့်ရင်တော်တဲ့ရောက်နေသည်မောင်တူးကိုကျွန်တော်တရေရမိသည်မောင်တူးကလူကောင်ထွားဗလာတောင်းနေကိုအောင်မှာကြေးခဲ့ကြတဲ့ကလေးတွေ
အခုတော့နိုင်ရဝင်ထမ်းဆောင်နေကြပြီကျွန်တော်မြို့ကိုကြောင်းသွားတက်ရင်ဘာရွေးထုကလိုက်ပို့နေကြကျွန်တော်တက်တဲ့ကြောင်းကရွာနဲ့32မိုင်ဝေးတယ်ကာစီရဖို့အရေးရွာကနေ9မိုင်လောက်ကားလမ်းစီကိုတွားရသေးတယ်မိုးရွာတဲ့အခါဆိုင်ကယ်ထွက်မရကားထွက်မရရင်ဘာထွေးထုကလိုက်ပို့နေကြသူကစာမတက်ပေမဲ့သူများသားသမီးရောကိုကလေးပါပညာတက်စေခြင်းသူရွာလေလမ်းမကနေညာဘက်လမ်းကြားထဲချိုးဝင်ပြီး2မိနစ်လောက်နေတော့ကလေးတွေကိုငေါငန်းနေတဲ့ကြားရတယ်သူရှိနေတာသေချာပြီမို့အနှဲငယ်တော့ပြုံးလိုက်မိတယ်ဘာတွေတို့အိမ်ကရိုးရိုးအိမ်ကက်ကဇလီသက်ကြမ်းကင်းနဲ့အိမ်တလင်းမှာကဝက်ပေါ်ထားတဲ့ရင်သွေးတဲဦးကြီးကအငွေ1000ထောင်ထနေတော့ငုံကြည့်လိုက်တော့အထဲမှာအသက်တစ်ချက်နဲ့ဥစုံပြုတ်ထားတာကိုတွေ့ရတယ်ကျွန်တော်ကစနေကြအတိုင်းနဲ့အတန်ပေးလိုက်တော့ဘာရွေးထူသားအငယ်ဆုံးကောင်မောင်ဘူးလေးကအကိုလေးထွန်းပြန်လာတဲ့အဖေဆိုပြီးအော်တယ်နွားထဲမှာနွားစာထည့်နေတဲ့ဘာတွေကဟိုတလောကမင်းတို့အိမ်ရောက်တယ်မင်းအမေကမေ့လာမယ်ဆိုတာတောင်မပြောဘူးဟုအစချီကနှုတ်ဆက်တယ်ကျွန်တော်လဲအမေတို့ကိုလာမယ်လို့ပြောမထားဘူးလမ်းမှာအသက်ကိုဖတ်နဲ့ထုတ်လာရတာဆိုတော့မပြောဖြစ်ဘူးရောက်ကမှရောက်ပါစေတော့ဆိုပြီးထွက်လာလိုက်တာတားငယ်မင်းကိုစားဖို့အမြင့်သွားခတ်ချေဆိုပြီးအငယ်ကောင်ကိုမျက်စပြစ်ပြလိုက်တယ်ရင်နှွေးချမ်းတောက်ရင်စကားပြောကြတော့ဘာရွေးထုကနည်းနည်းထွေနေပုံပါပဲမင်းအွန်လိုင်းကတော့ကွာဆိုပြီးစကားပြောချိန်တနာရီအတွင်းအခါ20လောက်ကြားလိုက်ရတယ်ဘာတွေထုလဲဘာတွေဆိုပြီးလမ်းဖွင့်ပေးလိုက်တော့ရွာအရှိချမ်းတွေကဒေါ်အေးသမီးလင်ယူတာကဆလို့ရွာလေကဖိုးထောင်အိမ်တက်မှုဖြစ်တာအဆုံးစီနေအောင်ပြောပါတယ်သူမပြောတာကတော့ဘယ်သူတွေတော့ဆုံးသွားပြီဘယ်သူသားကဘယ်သူကတော့တိုက်ပွဲကျသွားပြီဆိုတာကိုတော့မပြောပါဘူးကျွန်တော်ရင်နှွေးချမ်းတောက်ရင်အိမ်ကပတ်မှာချိတ်ထားတဲ့ဓာတ်ပုံကိုလှမ်းကြည့်မိတယ်အနီအောက်ခံမှာကျဲပြူတပွင့်မှာပျောက်ကြားအုတ်ထုတ်ကိုစီနဲ့ညီကို2ယောက်ပုံသူတို့ကမောင်းပြန်တနက်ကိုစီနဲ့ဒါကိုကျွန်တော်တွေ့တော့ကျွန်တော်အနှဲငယ်ပြုံးမိပြန်တယ်ရဲရင်ထူးနဲ့မြင့်မြတ်ထူးတို့ညီအကို2ယောက်ဒီကောင်တွေကကိုဗစ်ကြောင့်ကြောင်းနာပြီးကြောင်းပြန်တက်ဖို့စောင့်နေကြတဲ့သူတွေပါအာနာသိန်းတော့10တန်းကိုဘွိုင်းကောက်လုပ်ပြီးကြောင်းဆက်မတက်ကြတော့ဘူးသူတို့တွေတော်လန်ရေးတက်တွေတဲ့တာဝန်ထမ်းဆောင်နေကြတယ်ဘာလို့နေကြတယ်ဘယ်တက်မှာဘာတာဝန်ထမ်းဆောင်နေကြတယ်ဆိုတာကိုတော့ဘယ်သူမှမပြောပြကြဘူးကျွန်တော်ကအလိုက်ကန်းစိုးမသိမေးမိတယ်ဟိုကောင်တွေ2ကောင်ရောအစင်ပြေနေရဲ့လားဘယ်မှာလဲဘာတွေမင်းကြီးအကြီးကောင်ကမနစ်ကပဲတိုက်ပွဲမှာကြာသွားတယ်အငယ်ကောင်ကတော့ရင်သုံးထဲမှာကျွန်တော်ဘာပြန်ပြောရမှန်းမသိပါကျွန်တော်မဆက်သွယ်ခဲ့မိတဲ့ကာလတွေအတွင်းအများကြီးပြောင်းလဲခဲ့ပြီသူတို့2ယောက်ရဲ့နိုင်ငံရေးခံယူချက်ကိုတော့လေးစားချီးကျူးမိတယ်ကျွန်တော်ဘာမှစမမေးတော့ဘာတွေကတော့နရဲတဲ့နွားစာထဲဖို့ထသွားတယ်ကျွန်တော်တန်လျာခုံမှာလဲချလိုက်တယ်နှစ်ဖူးပေါ်လက်တင်ပြီးရဲရင်ထူတို့ညီအကို2ယောက်ပုံရိပ်ကမျက်လုံးထဲမှာဝိုးတဝါပေါ်လာတယ်ဒီကောင်တွေငယ်ငယ်ကျွန်တော်လဲငယ်စဉ်အခါက
ကျွန်တော်ယာတော့တဲ့သွားရင်လိုက်နေကြကြွက်တူးငါးပတ်တော်လိုက်အကုန်လိုက်ကြတဲ့ကောင်တွေတိုက်ပွဲကြာသွားတယ်မြင့်မြတ်ထူးကိုဆိုရင်ကျွန်တော်စူပူမိဘူးတယ်မင်းကညံ့လိုက်တာကြောက်လိုက်တာခြာစမ်းပါလို့အော်ငေါက်ခဲ့ဘူးတယ်အခုတော့ဒီကောင်ကတတိရှိရှိနဲ့လွတ်မြောက်ရေးအတွက်အသက်ပေးသွားပြီကျွန်တော်ဆက်ပြီးမတွေးချင်တော့ကျွန်တော်ဘာတွေအိမ်ကနေအမြန်ထွက်သွားခြင်းမီပြန်ကားနီးဘာတွေကမင်းတငယ်ချင်းတော်ဒီပြန်ရောက်နေတယ်သွားတွေ့လိုက်အောင်လို့ပြောတာနဲ့တော်ဒီကိုတရိယာမိလာတယ်ရွာလေလမ်းမကြီးကိုထွက်ပြီးအရှိစီကိုသွားမိတော့ရွာလေကောင်ကကျွန်တော်တက်ခဲ့တဲ့အလဲတန်းကျောင်းကိုမြင်ရတယ်အရင်အဆောင်ဟောင်းကြီးကတော့မရှိတော့ပြပုံကြားကလူလွန်ရုံထထားပုံပါပဲစာသင်ကျောင်းအပေါက်ထွက်မှာကိုကျော်နိုင်ဦးနဲ့တွေ့တယ်ကိုကျော်နိုင်ဦးဘယ်သွားမလို့လဲလာဗျာရွာအရှိပြသွားရအောင်ငါမအားသေးပါဘူးကွာလှုပ်เสียရှိသေးတယ်ထုံဆက်ခေါ်ရအောင်မယ်ဆိုကညင်းတယ်လာပါကျွန်တော်အိမ်ရောက်တော့ပြောလိုက်မယ်လေကြီးတော့အတွက်လားမြောက်ကုန်းအတွက်လားလေကြီးတော့အတွက်မင်းတေချာပြောလိုက်ကွာသွားကြစို့ဆိုပြီးကျွန်တော်တို့ရွာအရှိချမ်းကိုထွက်လာလိုက်ကြတယ်ရွာအရှိချမ်းရောက်တော့ကိုမောင်ချာတို့အိမ်ရေနွေးဝင်တော့ကြတယ်ပြောင်းပြုံးနေပါအဲ့ခံသေးတယ်ကျွန်တော်ကကျော်နိုင်ဦးကိုမင်းငါနဲ့လိုက်ခဲ့လို့ပြောင်းမှုပြုတ်စားရတာလို့စားမိတယ်ကိုချာဘယ်လိုလဲသီးနှံနေအထွက်ကောင်းရဲ့လားလို့စားရင်တောက်ရင်နဲ့အခြေအနေလေးတွေတိခေါက်ကြည့်မိတယ်အေးအထွက်ကတော့ကောင်းတယ်ကွာဓာတ်မြေဩဇာဈေးနဲ့မင်းရင်နံဈေးကတကားလန်3000လောက်ပေါက်နေတာအလွယ်တကူဝယ်လို့ရတာမဟုတ်ဘူးထုံဆက်ကတဧကကို8000ကွာလုံအားကနဲ့ဘာနဲ့နှုတ်လိုက်တော့ဖေမွေးပဲကြံတာကွာလို့ဟာတာနော့ပြီးပြောတော့ရည်မိတယ်ဘက်နဲ့သီးနှံဈေးတွေကောင်းတယ်မလားလို့မေးတော့ငါတို့လက်ထဲသီးနှံမရှိတော့ရင်ကောင်းတယ်ကွာငါတို့ရောင်းရင်တော့ပွဲစားပါဇက်ထဲကဈေးပဲအခုခက်ကမကောင်းတော့လာဝယ်တဲ့ပွဲစားကိုရောင်းရတာလာဝယ်တာကိုကျေးဇူးတင်နေရတာမောင်ထွန်းရေအေးတောင်သူလှုပ်ချင်းဆိုလဲငနဲတွေကစစ်ကြောင်းထိုးရတာနဲ့လေရင်နဲ့ကျဲရတာနဲ့ပြေးရလွှားရနဲ့တောင်သူလှုပ်ရတာကိုအရသာမရှိပါဘူးကွာလို့ကိုချာကညှဉ်းညူတယ်ရေဘက်မဝင်အောင်စကားပြောနေကြရင်ရွာထိပ်ကလက်တော့ခုံဝိုင်းအကြောင်းတရေရမိတယ်အခုလိုမိုးအေးတဲ့ရက်တွေဆိုလက်တော့ခုံကလူစီတတ်တယ်ကျွန်တော်လက်တော့ခုံကိုသွားကျင်လာတယ်လဲရင်ပရင်စကားပြောရင်းနဲ့နေလဲအတော်ချိုလာပြီဒါနဲ့ကျွန်တော်တို့နှစ်ယောက်ရွာထိပ်ကကင်းတဲ့ကိုမချီတက်မီလက်တော့ခုံရှိရာကိုဥတီခဲ့ကြတယ်အတော်လေးရှောက်ပြေးတဲ့အခါမှာတော့တောင်ကမူလေးပေါ်မှာထရွက်မိုးထားတဲ့တဲလေးအောက်ကဇဲတောက်ဝိုင်းကိုတွေ့ရတယ်ကလာသားတွေစူဝိုင်းပြီးဇဲတောက်ညင်းကုန်တန်းများပြန့်လွင့်နေတယ်တဲတိုင်တောက်မှာထောင်ထားတဲ့ဂျိုင်းနောက်တစ်စုံကိုလည်းမြင်ရတယ်ကျွန်တော်ရောက်သွားတော့သူတို့ပွဲကောင်းနေတော့မှာပဲအဲ့ဒီထဲကတယောက်ကကျွန်တော်ကိုစတင်နှုတ်ဆက်တော့အားလုံးကကျွန်တော်ကိုတစ်ချက်လှည့်ကြည့်ကြတယ်အဲ့ဒီထဲမှာကျွန်တော်တငယ်ချင်းတော်ဒီလဲပါတယ်တော်ဒီကကျွန်တော်ကိုပြုံးပြီးနှုတ်ဆက်တယ်တက်တက်ကြွကြွမရှိကျွန်တော်လဲပြုံးပြီးနှုတ်ဆက်မိတယ်တဲတိုင်တောက်မှာမိထားတဲ့ဂျိုင်းနောက်ကဘဲသူဟာလဲကျွန်တော်စူးစမ်းမိတယ်အားလုံးကထိုင်နေတော့မရိပ်မိသေးဘူးခဏနေမှဂျိုင်းတောက်ကတော်ရီဂျိုင်းတောက်ဆိုတာ
သိလိုက်တယ်ကျွန်တော်ဘာစကားမှမဆိုနိုင်တော့စိုးနေကြေကွဲပြီးတော်ရီကိုတွေ့တွေ့ကြီးကြည့်နေမိတယ်ကျွန်တော်ဘာပြောရမလဲအာတင်ထားကွာလို့ပြောရမလားဘာကြောင့်ဖြစ်တာလဲလို့ရောကျွန်တော်မေးဖို့လိုအောင်မလားကျွန်တော်မသိချင်တော့ပါတဲကနေထွက်ပြေးခြင်းစိတ်သာဖြစ်မိတယ်နောက်တော့ကျွန်တော်စိတ်ကိုပြန်ထိမ့်လိုက်ပြီးတော်ရီကိုနှုတ်ဆက်ကထွက်လာမိတယ်ကျွန်တော်တနေ့တာကကုံဆုံးလူလူရှိပြီကျွန်တော်စကားစချင်တယ်တော်ရီဘလို့ဖြစ်တာလဲသူ့စိတ်အခြေအနေပုံမှန်ဖြစ်ရဲ့လားဘာရွေးထုရဲ့သားဘလို့ကြာဆုံးသွားလဲတော်လန်ရစ်တပ်ဖွဲ့ဝင်သွားတဲ့မောင်တူရောအစဉ်ပြေနေရဲ့လားစသဖြင့်မေကွန်းတွေတန်းစီနေတယ်ဘာကိုမှမမေးဖြစ်ပဲအိမ်ကိုသာတန်တန်မမန်ပြန်ခဲ့တော့တယ်ကျွန်တော်ရွာသူရွာသားတွေကတော့ဒီအခြေအနေဒီအဖြက်ပြက်တွေကိုနေသားကြနေပြီသူတို့အတွက်နာကြီးစရာများရှိနေတဲ့အတိုင်းသူတို့ဒဏ်ရာဒဏ်ချက်တွေနဲ့ရှစ်ဆက်နေကြပြီတကယ်တော့ကျွန်တော်တို့ရွာကလေးဟာအမောင်ကစ်ထဲမှာနေသားတယ်လို့မနေရစ်ခဲ့ပါမကြံရစ်ခဲ့ပါသူတို့ယုံကြည်မှုများနဲ့မကြောက်မရွံရှစ်ဆက်နေစေဖြစ်ပါတယ်ညီညီ